အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်ဒီပေါ့နော်ပထမတော့ကျွန်တော်ဒီ6ကျိုးနဲ့ပေါ့နော်6ကျိုးနဲ့ဘီလိုကောမနဲ့ရှာတဲ့ဒါအကြောင်းအရာကျွန်တော်ပြောသွားပြီးပြီเนาะဆိုတော့အခုကျွန်တော်9ကျိုးနဲ့ပြန်ပြီးတော့လိုက်ရှာမယ်ပေါ့နော်9ကျိုးနဲ့ပထမမှာ6ကျိုးနဲ့ G เนาะဒီကနေစတယ်နော်အဲ့ဒီ skill ကိုကျွန်တော်ဒီနံပါတ်6ကျိုးနဲ့စတယ်အခုက9ကျိုးနဲ့စမယ်เนาะ9ကျိုးနဲ့ဆိုတော့ G နဲ့ပဲစမယ် G ဆိုရင်ဒီမှာ G တန်အောင်မှတ်ထားမယ်ပြီးတော့9ကျိုးနဲ့ G ဒီအတန်ကိုလိုက်ရှာမယ်ပေါ့နော် Okay ဒီမှာရှိရเนาะဆိုတော့ဒီမှာရှိရအဲ့ဒါလေးတွေကိုလည်းကျွန်တော်မှတ်ထားရင်ဒီပေါ့เนาะဒီ framework ပေါ်မှာကျွန်တော်သွားရတဲ့လမ်းပေါ့เนาะကျွန်တော်ဒီလမ်းကိုရှာရတာအရန်လွယ်ကူသွားမယ်ဆိုတော့ဒါလေးလည်းနားလည်ထားတော့ပိုကောင်းတာပေါ့เนาะအကွာဝေးလေးပေါ့เนาะဆိုတော့ sorry အဲ့ဒါကိုကျွန်တော်ဒီကောက်ကိုကျွန်တော်တခြား E တို့ဘာတို့နဲ့လည်းပြန်ပြီးတော့ကျွန်တော်တီးမယ်ပေါ့နော်ဒီတပုံစံလေးကိုကျွန်တော်နားလည်ထားရင်ဒါလုံးဝ any key ပေါ့နော်ကျွန်တော်တီးလို့ရတာပေါ့နော်ဆိုတော့ကျွန်တော် line လုံးဝအရှိလည်းတွေးစရာမလိုဘူးကြောက်လည်းကြောက်စရာမလိုတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်အရန်ကိုအထောက်အကူပြုတယ်ပြီးတော့အဓိကပထမအနေနဲ့ဒီခုကျွန်တော်တီးသွားတာ G ထဲမှာဖြစ်တယ်နော်ဆိုတော့ဒီဟာကိုကျွန်တော်တို့ဟာငါ G key နဲ့ဆိုတော့ C key နဲ့ဆိုတော့ဆိုပြီးတော့ကျွန်တော်တို့ဒါလုံးဝကြောက်စရာမလိုတော့ဘူးเนาะဘာကြောက်လဲဆိုရင်ပထမအနေနဲ့တော့ကျွန်တော်ဒီ9ကျိုးနဲ့စမှာဆိုတော့9ကျိုးနဲ့ C ရဘယ်မှာရှိလဲဒီမှာရောတီးလို့ရမလားเนาะဟာဒီမှာလည်းတီးလို့ရเนาะ C เนาะဒီမှာ C ရှိတယ်ဒီမှာ D เนาะဒီမှာ D ရှိတယ်โอเคကျွန်တော်ဒီတိုင်းလေးပဲဆက်သွားလိုက်ရင်ကျွန်တော်တို့ any key ပေါ့เนาะဒါကျွန်တော်လုံးဝတီးလို့ရပါမယ်ပေါ့เนาะတကယ်လို့ E key နဲ့ဟုတ်ပြီ E key ထဲမှာတီးမယ်ဆိုရင်ဒီမှာရှာမယ်ဒီအတန်ကိုမှတ်ထားမယ်ဆိုတော့ကျွန်တော်9ကျိုးနဲ့ဆိုတော့9ကျိုးနဲ့စမှာဆိုတော့เนาะဒီမှာ9 6 9မှာရှိတယ်နော်9ကွက်မြောက်မှာရှိတယ်ဆိုတော့ဒီမှာကျွန်တော်ဒီကနေစမယ်တခါတည်းပေါ့နော်ခုနကတော့ကျွန်တော်တို့ဘယ်လိုဆင်းလဲဆိုတော့ကျွန်တော်မှတ်ထားရမယ်โอเคအဲ့ဒီတိုင်းလေးပဲကျွန်တော်ဆင်းသွားမယ်ဒီမှာ E note ရှိတယ်ကျွန်တော်ဒီမှာအဲ့ဒါဆိုရင်အရန်ကိုမှလွယ်ကူသွားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့လာမပြောက်တော့ဘူးပေါ့နော်တချို့ကျတော့လို့ခေါ်မလဲ theory တွေပါကျွန်တော်နားထောင်မယ်ဆိုတော့အရန်ကိုကျွန်တော်တို့နားလည်ရခက်တယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်ဒီနီလာကိုသုံးရင်ကျွန်တော်အရန်ကိုအဆင်ပြေတယ်ဆိုတဲ့အကြောင်းအရာကိုပြောပြချင်တာဖြစ်တယ်အခုဒီမှာ F ရှိမယ်ပေါ့နော်ဒီမှာsorry ဒီမှာ E ဒီမှာကရမှာ F နော်ဆိုတော့ဒီမှာ F key အဲ့ဒါကို9ကျိုးနဲ့လိုက်ရှာမယ်ဒီတန်ကိုဒီမှာရှိရနော်ဆိုတော့ဒီတိုင်းလေးပဲကျွန်တော်ပြန်ဆင်းသွားမယ်နော်အဲ့လိုမျိုးဆင်းသွားမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အရန်ကိုမှဒါလွယ်ကူသွားမယ်ပေါ့နော်ကျွန်တော်နားလေရဒါသဘောပေါက်သွားရင်တော့ဒီအကြောင်းအရာကိုကျွန်တော်သဘောပေါက်သွားရင်တော့ drone ဘာ any key တော့တွားပြီးတော့ဆင်းပြီးတော့တီးလို့ရပါတော့ဒါကြတော့ A ဖြစ်သွားပြီနော်ဆိုတော့အဓိကဘာလိုရလဲဆိုရင်ဒီ6ကျိုးနဲ့ဆိုရင်လဲ6ကျိုးနဲ့6ကျိုးကနေစမယ်ဆိုရင်ကျွန်တော်တို့ဒီ6ကျိုးမှာ A ကဘယ်နာမှာရှိလဲ E ကဘယ်မှာရှိလဲဆိုတော့ကျွန်တော်နားလည်ထားရမယ်เนาะထားပါတော့ဒီ scale ဒီတန်ပဲကိုကျွန်တော်တို့ဒီတန်ကိုဒီ scale ကိုကျွန်တော်တို့ဒီ E နဲ့တီးမယ် E ဒီကနေစမယ် E ကျိုးကနေစမယ်ဆိုရင်ဒါ6ကျိုးကနေစမယ်ဆိုရင်ကျွန်တော်ဒီကနေလိုက်တီးမယ်ပေါ့နော်ဒီမှာနော်အဲ့လိုမျိုးကျွန်တော်တခါတည်းနားလည်ရမှာပေါ့နော်သဘောပေါက်ထားမယ်နေရာလည်းတိထားမှာပေါ့နော်အခုဒီမှာဒါလည်း E ဒါလည်း E ပဲ
နော်ဆိုတော့ဒီကနေဒီ9ကြောနေစပြီးမယ်ဆိုရင်အဲ့လိုပါနော်အဲ့မျိုးလေးရှိတယ်ဆိုတော့အကြောင်းအရာကိုကျွန်တော်ပြောချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်သဘောပေါက်သွားရင်လုံးဝဒါလန်စာရှာရတာလွယ်သွားတယ်ပေါ့နော်ဆိုတော့ဒါအားလုံးစင်ပြေကြမယ်လို့မျှော်လင့်တယ်ဟိုအစင်ပြေကြပါစေ God bless